ကျွန်တော်ဒီနေ့ pass line အကြောင်းလေးကိုကျွန်တော်နည်းနည်းမျှဝေပေးခြင်းတယ်ပေါ့နော် pass line နဲ့ပတ်သက်အကြောင်းလေးကိုလည်းမျှဝေပေးခြင်းတယ် pass line ဆိုတာနဲ့ကျွန်တော်ပြောလိုက်ရင်ကျွန်တော် desktop PC တွေအတွက်ပေါ့နော် desktop PC တွေအတွက်မဖြစ်မနေ power လိုအပ်တဲ့ကောင်ပေါ့နော်မဖြစ်မနေစိတ်ပိုင်း desktop PC တစ်လုံးတိစောက်တော့မယ်ဆိုရင်မဖြစ်မနေ power နဲ့စိတ်ပိုင်း desktop PC တစ်လုံးကိုကျွန်တော်တို့ power ပေးတဲ့ကောင်ပေါ့နော် PC တွေအဆင့်မြင့်လာတဲ့မြ pass line တွေလည်းကျွန်တော်တို့အဆင့်မြင့်ပြီးတော့တိစောက်လာကြတယ် pass line တွေကpass line တွေရဲ့စွမ်းဆောင်ရည်ပေါ့နော်စွမ်းဆောင်ရည်ပိုင်းတွေလည်းမြင့်မားလာကြတယ် desktop PC တွေမြင့်မားလာတဲ့မြကျွန်တော်တို့ pass line တွေရဲ့စွမ်းဆောင်ရည်လည်းမြင့်မားလာကြတယ် power ထောက်ပံ့မှုတွေလည်းအားကောင်းလာတယ်အဲကြောင့်မို့ကျွန်တော်တို့က power supply တစ်ခုပေါ့နော်ကျွန်တော်တို့လိုအပ်လာပြီးဝယ်တော့မယ်ဆိုရင်ကျွန်တော်က power supply တစ်ခုလိုအပ်လာလို့ဝယ်တော့မယ်ဆိုရင်တည်ထားမယ်အရာတွေက power supply တွေက site တွေမတူကြဘူး site တွေမတူကြဘူးကျွန်တော် branded ဘုံတွေရဲ့ site တွေနဲ့ကျွန်တော်တို့ဒီမှာ multi ပေါ့နော် standard ဘုံတွေရဲ့ site တွေကမတူကြဘူးဒီအတွက်ကျွန်တော်တို့က power supply တစ်ခုဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့ဝယ်မယ်ကျွန်တော်တို့သုံးနေတဲ့ PC က branded ဘုံလားဒီရိုးရိုး standard ဘုံပဲလားဆိုတော့ကျွန်တော်တို့ဒီဘုံလိုတယ်ကျွန်တော်တို့ဒီ system ဘုံကနေက branded ဘုံတွေကို branded ဘုံတွေမှာဆိုရင်ပြောရတယ် site မျိုးစုံနဲ့လာပေါ့နော် branded ဘုံတွေက site မျိုးစုံနဲ့လာတယ်သူတို့ site တွေအကြီးအသေးလာတဲ့နဲ့ကျွန်တော်တို့ပါဝင်တဲ့ power supply တွေကလည်းအကြီးအသေးလေးတွေဖြစ်လာကြတယ်အကြီးသေးလေးဖြစ်လာတဲ့အတွက်ကျွန်တော်တို့ဟိုတာမန်ကျွန်တော်တို့အများသုံးနေတဲ့ဒီ standard ဘုံတွေဆိုရင်တော့ကျွန်တော်တို့တော်တော်များများက power supply ရာဒီမှာ standard power supply တွေပဲထုတ်ထားဖြစ်တဲ့အတွက်ဝယ်လို့ရတယ် branded ဘုံဆိုရင်တော့ကျွန်တော်တို့ site ကိုကြည့်ရမယ်ပေါ့နော်ကျွန်တော်တို့ power supply ကိုယူသွားပြီးတော့ကျွန်တော် site ကြည့်ရမယ် site ကြည့်ပြီးတော့ကျွန်တော်တို့ထည့်ရမရသုံးရမရကြည့်ပြီးမှကျွန်တော်တို့ဝယ်ဖို့လိုတယ် power supply ကိုသူကကျွန်တော်တို့ power supply တစ်ခုကိုကြည့်မယ်ဆိုရင်ကျွန်တော် web နဲ့စကားပြောရတယ်ပေါ့နော်ဟိုတုန်းကကျွန်တော်တို့ power supply တွေက web တွေပေါ့နော် web တွေကကျွန်တော်တို့400အောက်ထိထွက်တယ်ပေါ့နော်400အောက်ကစထွက်တယ်အဲ့နောက်ပိုင်းမှာကျွန်တော်400 450 500 550 600 650တောက်လျှောက်ထွက်လာတာပေါ့နော်တောက်လျှောက် web တွေအများကြီးထွက်လာထောင်ကျော်တိခုရှိနေပြီဆိုတော့ကျွန်တော်ကတာမန်အိမ်တုံးလုပ်ငန်းတုံးပေါ့နော်တာမန်အိမ်တုံးတာမန်ရုံးတုံးအတွက်ကတော့တာမန်အိမ်တုံးတာမန်ရုံးတုံးတွေအတွက်ကတော့ကျွန်တော်တို့ရတယ် power supply ကို650 watt 650 watt ဆိုရင်ကျွန်တော်တို့ကောင်းကောင်း supporting ပေးတယ်ပေါ့နော်တာမန်အိမ်တုံးကွန်ပျူတာတွေတာမန်ရုံးတုံးကွန်ပျူတာတွေအတွက်က650 watt ဆိုရင်ကျွန်တော်တို့ကောင်းကောင်း supporting ပေးတယ်ကျွန်တော်တို့က grain တွေဆော့တော့မယ် graphic card တွေအများပြားစိုက်တော့မယ်ဆိုတော့ကျွန်တော်တို့ web 900ကျော်ထက်ကစားပြီ web 900ကျော်ထက်ကစားပြီးစဉ်းစားအောင်ပေါ့နော် grain တွေတို့ကျွန်တော်တို့လုပ်ငန်းတွင်တွေတုံးတော့မယ်ဆိုရင် PC ကိုအဲ့ဆိုရင် web 900ထက်ကစားပြီးစဉ်းစားမယ်ပြီးတော့ကျွန်တော်တို့မာသာပုတ်တွေအစင်းမြက်လာနေမြမာသာပုတ်မှာပါတယ်ကျွန်တော်တို့ခုနကချိတ်တယ်ပေါ့ဒီခေါင်းဆိုင်တို့ပင်ပေါ့နော်ပင်မငုတ်လေးလည်းကွဲပြားလာတယ်ကွဲပြားလာဆိုခုပထမပိုင်းဆိုရင်ကျွန်တော်တို့ CPU မှာဖိုးပင်နေပဲထွက်တယ်နောက်ပိုင်းမာသာပုတ်တွေဆိုရင်ကျွန်တော်8ပင်ပေါ့နော် CPU မှာ8ပင်နေပါရဲ့ CPU ပေးတဲ့ဒါကွန်နတာကောင်းပေါ့နော် CPU ပေးတဲ့ကွန်နတာကောင်းနေဆိုရင်ကျွန်တော်ဖိုးပေးတဲ့ဟာဆိုရင်8ပင်နေပါထွက်လာတယ်အဲကြောင့်ကိုယ့်ရဲ့မာသာပုတ်ကိုလည်းတီးဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့မာသာပုတ်ကဘယ်လိုပင်ကြီးဒီကကွန်နက်ချိတ်ဆက်တာလဲဆိုတော့ကျွန်တော်တို့တီးဖို့လိုတယ်ဒါကျွန်တော်တို့ဒီကောင်ဆိုရင်ဒီ power line ဆိုရင်ဒါ web 900ရေးထားတယ်ပေါ့နော်900ရေးထားပြီးမြဲ power line တွေကလည်းကျွန်တော်တို့ web 900ရေးထားတာကျွန်တော်တို့ brand မကောင်းတဲ့ power supply ကိုဈေးနေတဲ့ power supply ဆိုရင်ကျွန်တော်တို့ web တွေကမပြည့်ပါဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော် web ကိုပြည့်ဝဝလိုချင်တယ်ဆိုရင် branded ကောင်းတဲ့ power supply တွေရေးဝယ်ဖို့လိုတယ်နောက် branded ရှိတဲ့ power supply တွေရေးဝယ်ဖို့လိုတယ်ဒါမှကျွန်တော်တို့လိုချင်တဲ့ web ကိုပြည့်ဝဝသူကလည်း supporting ပေးလိမ့်မယ်ထောက်ပံ့ပေးလိမ့်မယ်အဲ့ဒါဆိုကျွန်တော်တို့ကြည့်အောင်ဒီကောင်းလေးဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီမှာဆိုအကြမ်းမြင်ပဲကျွန်တော်ပြမယ်အများဆုံးကတော့ဒီလိုပဲလာရပါတော့ဒီကောင်းဆိုရင်ကျွန်တော်တို့မာသာဘုတ်ကို main connector လို့ခေါ်တယ်ဒါမာသာဘုတ်တစ်ခုလုံးကိုကျွန်တော်တို့ဖြန့်ကျက်ပြီးတော့ပေးတဲ့ကောင် main connector ဒီမာသာဘုတ်ရဲ့ main power ပေါ့နော် main power ပေးတဲ့ကောင်ကျွန်တော်ဒါဆိုရင်ဒါ CPU သွားတဲ့ဖိုးပင် connector ပေါ့နော်နောက်ပိုင်းထွက်လာတဲ့မာသာဘုတ်တွေဆိုနောက်ပိုင်းထွက်လာ power supply မှာဆို8ပင်နေလာပြီဒီကောင်လေးဆိုကျွန်တော်တို့ DVD drive အတွက် DVD drive အတွက် power ပေးတဲ့ကောင် DVD drive ကို power ပေးတဲ့ကောင်ပြီးကျွန်တော်တို့ spare bed fan တွေပေါ့နော် spare bed fan တွေအတွက်ကျွန်တော်တို့ power ကြီးသုံးလို့ရတယ် spare bed fan တွေအတွက် power သုံးလို့ရတယ်ဒီလို spare bed fan တွေအတွက်ပေါ့နော်ဒီလို spare bed fan တွေအတွက်ကျွန်တော်တို့ power ပေးလို့ရတယ်power ပေးလို့ရတဲ့ဟာတွေပေါ့နော် spare bed fan တွေအတွက် power ပေးလို့ရတယ်နောက်ပြီးတော့ကျွန်တော်ဒီကောင်လေးဆိုရင်ဒါကျွန်တော်တို့ SSD တို့ hard disk တို့ကိုကျွန်တော်တို့ power ပေးတဲ့ကောင်ဒါ power connector ပဲเนาะ power connector SSD တို့ hard disk တို့ပေးတဲ့ကောင်ကျွန်တော်တို့ဒီ
ကောင်စုဒါပဲပါတယ်ပေါ့နော်ဒါပဲပါတယ်ကျွန်တော်တို့နောက်ဒီ data တွေကြတော့ဒီစာတာကျိုးလေးနဲ့ဒီကောင်တွေကဒီဘက်ကိုတွားတယ်စာတာကျိုးလေးတွေနဲ့နော်စာတာကျိုးလေးနဲ့ကျွန်တော်တို့တွားတယ်တော်များများကဒါတွေက main အခြေခံပါပဲ power supply ဒီ connector တွေက main အခြေခံပဲကျွန်တော်ကဆိုရင်ကျွန်တော်တို့ဘိုးတွေကိုကျွန်တော်တို့ခွဲခြားလို့ရတယ်ဘိုးတွေကိုခွဲခြားလို့ရတယ်အရောင်နဲ့ကြည့်ပြီးတော့ကျွန်တော်တို့ခွဲခြားလို့ရတယ်ဒီအဝါရောင်ဆိုရင်ကျွန်တော်တို့တွဲဖို့စပူရင်းပြီးရပေါ့နော်အနက်ကျိုးကတော့ကျွန်တော်တို့ဒါ ground ကျိုးပေါ့နော်အနက်ကျိုးက ground ကျိုးအနီကျိုးဆိုရင်ကျွန်တော်တို့ high ဖို့ကျွန်တော်တို့မှတ်လို့ရတယ်နောက်ပြီးရင်ကျွန်တော်တို့ဒီမှာအနီရ 5 ဖို့ရယ်ကျွန်တော်လိမ်ကောင်ကျိုးဆိုရင်ဒါ 3.3 ဖို့ကျွန်တော်တို့မှတ်လို့ရတယ် power supply တစ်ခုမှာကျွန်တော်တို့တွဲဖို့ရယ် 5 ဖို့ရယ် 3.3 ဖို့ရယ်အများဆုံးဒါထုတ်လို့တယ်ပေါ့နော်အများဆုံးထုတ်တယ်နောက်ဒီမှာဆိုရင်ပါတဲ့ကျိုးတွေဒီမှာကျွန်တော်တို့ဒီအစိမ်းကျိုးဆိုရင်ကျွန်တော်တို့ power on နဲ့ကျိုးတွေစမ်းသပ်လို့ရဆိုရင်ကျွန်တော်တို့ဒီ power supply တစ်လုံးကောင်းမကောင်းကျွန်တော်တို့အပေါ်ရန်စမ်းသပ်ကြည့်နေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် power box ရှိတယ်ဒီ power box ကိုကျွန်တော်တို့ထိုးကြည့်မယ်ပေါ့နော် power box ကိုမီထိုးပြီးတော့မီပလက်ထိုးပြီးတော့ကျွန်တော်တို့ဒီမှာ main connector ဒီခေါင်းပေါ့နော် main connector ခေါင်းမှာကျွန်တော်တို့ဒီမှာအစိမ်းရောင်ပင်လေးရှိတယ်အစိမ်းရောင်ပင်နဲ့ကျွန်တော်တို့ဒီမှာအနက်ရောင် ground ပင်ကိုကျွန်တော်တို့ချိတ်လိုက်ရင်ဒီ power supply တစ်လုံးကောင်းမကောင်းကိုအပေါ်ရန်အပြင်တော့တိလို့ရတယ်ပေါ့နော်နော်စိမ်းအောင်ပင်နဲ့ ground ပင်ကိုတော့ချိတ်ဆက်ပြမယ်ဒါဆိုရင်ကျွန်တော်တို့နော် power supply ကဖန်တယ်သွားပြီပေါ့နော်ဖန်တယ်သွားပြီအတွက်ကျွန်တော်တို့ကဒါဆိုရင်အပေါ်ရန်အနေနဲ့ဒါ power supply ကောင်းတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒါပေမဲ့နောက် 3.3 ဖို့5ဖို့လို့ထွက်မထွက်ဆိုတော့ကျွန်တော်တို့ဒါကြည့်အောင်ပါပေါ့နော်ဒါဆိုတွဲဖို့ဖန်လာတဲ့တွဲဖို့ကကျွန်တော်တို့အလုပ်လုပ်တယ်ကျန်တဲ့ပိုင်းတွေတွားတဲ့ပိုးတွေထွက်မထွက်ဆိုတော့ကျွန်တော်တို့ power supply ဆန်းတဲ့ tester နဲ့ဆန်းလို့ရမယ်ကျွန်တော်တို့ multimeter နဲ့ကျွန်တော်တို့ထောက်တိုင်ပြီးတော့တိုင်လို့ရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ power supply ပိုးအားလုံးထွက်မထွက်ဆိုတော့ကျွန်တော်တို့ကြည့်လို့ရမယ်ဒီတိုင်းကတော့ power supply တစ်လုံးတာမှန်ကောင်းမကောင်းကျွန်တော်တို့ဆန်းတက်တဲ့အနေပဲနော်ဒီ connector ကောင်းလေးတွေဆိုရင်ကျွန်တော်ကြည့်အောင် connector ကောင်းလေးဆိုရင်ကျွန်တော်တို့ဒါဆို main connector ကောင်းပေါ့နော်မာတာဘုတ်ကိုပုံပြီးတဲ့ main connector ကောင်းဒါဆိုရင်ကျွန်တော်24ပင်နောက်ပိုင်းဆိုရင်24ပင်ကြီးအသုံးများတယ်ပေါ့နော်နောက်ပိုင်းလာတာ24ပင်ကြီးပဲလာများတယ်ရင်တော့ဆိုရင်တော့ပင်20ပါလာတယ်ပေါ့နော်ပင်20လာတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကောင်ဆိုရင်ဒါကျွန်တော်တို့ SSD ဟတ်တစ်တို့ SSD တို့ hard disk တို့ power ကျွေးတဲ့ကောင်ဒီကောင်ဆိုရင်အပြားလေးက SSD တို့ hard disk တို့ power ကျွေးတဲ့ဒီဟာပေါ့နော် power ကျွေးတဲ့ကောင်နောက်ပြီးတော့ဒီကောင်လေးဆိုရင်ဒါကျွန်တော်တို့ USB drive ကို power ကျွေးတဲ့ကောင် power ကျွေးတဲ့ကောင်ပြီးရင်ကျွန်တော် spare bed ဖန်တွေကိုလည်းကျွန်တော်တို့ဒီကောင်နေပြရပဲ power ကျွေးတဲ့ spare bed ဖန်တွေကိုလည်းကျွန်တော်တို့ဒီမှာ power ကျွေးလို့ရတယ်ပေါ့နော်spare bed ဖန်နေကျွန်တော်တို့ CPU တဲ့ spare bed လုပ်ပေးထားတဲ့ဖန်နေနောက်ပိုင်းမီးလာစင်တဲ့ဖန်နေအဲ့မှာကျွန်တော်တို့တက်တဲ့ကောင်းပေါ့နော်နောက်ဒါကတော့ CPU တွားတယ်ပို့တွားတယ် CPU ပို့ကျွေးတယ်ကောင်းပေါ့နော်ဒီကောင်ပို့ပင်ကောင်းလို့ခေါ်တယ်ပို့ပင်ကျွန်တော်နောက်ပိုင်းမှာ8ပင်နေလာတယ်ကိုမာသားဖို့မှာ8ပင်ဆိုရင်ကျွန်တော်တို့ power supply နေရကျွန်တော်8ပင်ကောင်းနေဝယ်ဖို့လိုတယ်ပေါ့နော်8ပင် connector ပါတဲ့ဟာကြီးဝယ်ဖို့လိုတယ်ဒါ power supply တစ်ခုပေါ့နော်ကျွန်တော်တို့ desktop PC desktop မှာ machine ဖြစ်လိုအပ်တဲ့ power supply ပေါ့နော် power supply က power supply တစ်ခုဝယ်တော့မယ်ဆိုရင် brand လည်းသူ brand နဲ့သူရှိတယ်နောက်ပြီးတော့ watt ဒီကျွန်တော်လိုအပ်တဲ့ watt ကိုပမာဏကိုကြည့်ပြီးဝယ်ရမယ်ကိုယ်ဆက် PC ရဲ့ကိုယ်ဆက်ရဲ့လိုအပ်တဲ့ပမာဏကိုကြည့်ပြီးဝယ်ဖို့လိုတယ်နောက်ကိုမာတာဖို့နဲ့ကိုင်းကြီးရဲ့ connector ကောင်းနေနဲ့ကြည့်ပြီးတော့ဝယ်ဖို့လိုတယ်brand ပုံလေးဆိုရင်ကျွန်တော်တို့ connector ကောင်းနေ site တွေကစာမတူပါဘူးမတူတဲ့အတွက်ကျွန်တော်တို့တခြားလေး power supply ဝယ်တော့မယ်ဆိုရင်တခြားလေးကြည့်ဝယ်ဖို့လိုပါတယ်အဲကျွန်တော်ဒီနေ့တော့ power supply ကြောင်းဒီနေ့မျှဝေခြင်းဖြစ်တယ်